အားလုံးပဲမင်္ဂလာပါကျမတို့ပေါ့နော်တခါတလေကြရင်ဘာဖြစ်လို့ငါဒီလိုမျိုးခံစားနေရတာလဲဘာဖြစ်လို့ဒီလိုတုံ့ပြန်မိတာလဲဘာဖြစ်လို့ဒီကိစ္စတွေနဲ့ကြုံတဲ့အခါမှာဒီလိုမျိုးအပြုတ်မှုတွေကိုလုပ်မိရလဲဆိုတော့ကျမတို့စဉ်းစားမိတတ်ကြမယ်ပေါ့နော်ဒီနေ့ကတော့ပေါ့နော်ကျမတို့တချို့အကြောင်းအရာတွေကျမတို့တချို့တုံ့ပြန်မှုတွေတချို့တော့ခံစားချက်တွေကကလေးဘဝမှာကြုံခဲ့ရတဲ့အရာတွေဖြတ်တန်းခဲ့ရတဲ့အကြောင်းအရာတွေနဲ့သူကဆက်ဆက်မှုရှိတယ်ဆိုတဲ့အပိုင်းကိုကျွန်မဒီနေ့ပြောပြပေးသွားချင်တာဖြစ်တယ်အဲ့ခါကျတော့ကျမတို့အားလုံးကညေဘဝကိုဖြတ်တန်းကြရတယ်အကုန်လုံးကညေဘဝရှိကြတယ်ပေါ့နော်တချို့ကျတော့လည်းကောင်းကောင်းမွန်ကြီးလာကြတယ်ကောင်းကောင်းမွန်တချို့ကျတော့လည်းမိဆုံဖဆုံငွေကြီးအဆင်ပြေစွာနဲ့ကြီးလာတဲ့သူတွေရှိတယ်လို့တချို့ကျတော့လည်းတခုမှအဆင်မပြေဘဲနဲ့ကြီးလာတဲ့သူတွေလည်းရှိကြတယ်ပေါ့နော်ဒါပေမဲ့ဒီအရာတွေမဆိုဘဲနဲ့ပေါ့နော်ကျမတို့ကိုပြုစုပြိုးထောင်ပေးတဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းဒီအရာတွေနဲ့ကျမတို့ရဲ့ခံစားချက်တွေနဲ့အများကြီးဆက်ဆက်မှုရှိရဆိုတော့လေကျွန်တော်နားလည်ရတာဖြစ်တယ်ဥပမာကလေးတုန်းကကြုံတွေ့ခဲ့ရတဲ့အရာတွေပေါ့နော်ဥပမာဒီကလေးကငယ်ဘဝတုန်းကအရန်ခဏအစဲခံအဆူခံပြီးမှကြီးလာရတဲ့ကလေးတွေကကြီးလာတဲ့အခါမှာသူကအမားလုံးမိမှာကိုကြောက်တတ်ကြတယ်အပြစ်လုံးမှာကိုကြောက်တတ်ကြတယ်အမားကိုဝန်မခံရဲဘူးလူတွေကိုအပြစ်ပုံချပြီးမှပဲကျမတို့ကအမားကိုအပြစ်ကိုရှောင်လေးရှိကြတယ်ပေါ့နော်အခုအမားမဟုတ်ဘူးဆိုတဲ့ပုံစံနဲ့ပဲကျမတို့ကအသက်ရှင်လာတတ်ကြတယ်အဲ့ဒါဥပမာလေးတစ်ခုပေါ့နော်အဲ့နောက်တစ်ခုကျတော့ဘယ်လိုပြောရမလဲဆိုတော့ကျတော့အကြီးတွေပေါ့နော်အကြီးတွေဖြစ်ပါစေအလက်ဖြစ်ပါစေပြောချင်တာကကိုယ့်ရဲ့မောင်နှမတွေကိုယ့်ရဲ့အိမ်ကိုကြည့်ပြီးမှဟုတ်ပြီနော်ကလေးတွေဆိုရင်အကြီးတွေဆိုရင်အငယ်တွေကိုထိန်းရတာ哦အကြီးလာတဲ့လူတွေကလည်းဘယ်လိုဖြစ်တတ်ကြလဲဆိုတော့ကျတော့တာဝန်ကိုကိုယ့်ရဲ့အရာအားလုံးကိုတာဝန်အရန်ယူတတ်သွားတာပေါ့နော်တာဝန်အယူလို့ပြီးမှအရာကိုစိုးရိမ်တာအရာကိုကြောက်ကြတာမျိုးတွေကျမတို့ကြုံခံစားတတ်ကြတယ်ပေါ့နော်ကျမတို့အခုချိန်မှာတော့ကျမတို့အသက်35 36ရောက်လာတဲ့အခါမှာလွန်ခဲ့တဲ့4-5 နှစ်တုန်းကဖြစ်ခဲ့တဲ့အဖြစ်အပျက်တချို့ကိုတော့မမှတ်မိပေမဲ့ကျမတို့ခန္ဓာကိုယ်ကျမတို့ခံစားချက်တွေကဒီပြဿနာတွေပြန်ကြုံလာတဲ့အခါမှာမှတ်မိနေတာဖြစ်တယ်ပေါ့နော်အဲအကြောင်းမဒီအကြောင်းအရာလေးကိုကျမတို့နားလည်ရမှာဖြစ်တယ်အဲ့ခါကျတော့ဒီနေ့မှာတော့ပေါ့နော်အဓိကကလေးဘဝမှာဒီဖြတ်တန်းခဲ့ရတဲ့အရာတွေအားဖြင့်ကြုံတွေ့ခဲ့ရတဲ့အရာတွေကဒီနေ့ကျမတို့ဒီစိတ်ခံစားချက်ကိုဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတော့ကိုပြောပြပေးချင်တယ်ပေါ့နော်ပထမတစ်ချက်ကပါလဲဆိုတော့ကျတော့ကျမတို့ကညင်းပယ်ခံရမှာကြောက်တယ်ပေါ့နော်အညင်းခံရမှာကြောက်တယ်အဒီယာနဲ့ပတ်သက်မှာကျမဗီဒီယိုတင်ထားတာရှိရပေါ့နော်နောက်တစ်ခုကကျတော့လူတွေအကြိုက်အသက်ရှင်တာလူတွေစိတ်ကျေနပ်အောင်ပဲအသက်ရှင်လာတယ်ဥပမာမိဘတွေကကလေးဘဝမှာမိဘတွေဖြစ်ပါစေကိုယ့်ရဲ့အုပ်ထိန်းသူတွေဖြစ်ပါစေဟုတ်ပြီနော်ကိုကောင်းတာလေးလုံးမှသူတို့ကချီးကျူးတယ်ဆိုတော့ဒီပုံစံကွက်ထဲမှာကြီးလာတဲ့သူတွေကလည်းအဲ့လိုပဲပေါ့နော်ကိုကောင်းတာလုပ်တဲ့အခါမှာလူတွေရဲ့ချီးကျူးဖို့ခံရမယ်ဆိုတော့စိတ်ထဲမှာဝင်သွားပြီးမှလူတွေအကြိုက်အသက်ရှင်လာတာပေါ့နော်ဒီဥစ္စာကကလေးဘဝတုန်းကဒီလိုပဲ survive လုပ်ခဲ့တာဒီဥစ္စာကသူတို့အတွက်ရှင်တန်ရရုန်းကန်ရှင်တန်နိုင်တဲ့ဒီလမ်းကြောင်းတစ်ခုပေါ့နော်ဒီရုန်းကန်နိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ survivor mode မတ်တပ်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီဥစ္စာအဲ့ဒီနီးလန်းကိုပဲသူတို့ကအသုံးရတာဖြစ်တယ်တခုခုမလို့ရင်လူကြီးတွေကကိုဆူတော့မှာဆဲတော့မှာအဲ့ခါကျတော့လူကြီးအကြိုက်လိုက်လို့ရတယ်အဆူမခံရအောင်အဆဲမခံရအောင်အရိုက်မခံရအောင်ပြောချင်တာကကိုအသက်ရှင်အောင်ဒီနီးလန်းကိုကသုံးခဲ့ရတာဒီဥစ္စာကကြီးလာတဲ့အထိကျမတို့ကပါလာတာဖြစ်တယ်ကြီးလာတဲ့အခါမှာအလုတ်ခွင်နဲ့ဝင်တဲ့အခါမှာလည်းအဲ့လိုပဲငါဒါလုပ်လိုက်မှလူကြီးတွေကငါ့ကိုအတိမတ်ပြူးမှအဆင်ပြေမှာဆိုတော့ဒီခံစားချက်ကအလိုလိုနေရင်းနဲ့ဒီထဲမှာမွေးစားပြီးတာဖြစ်သွားတာကိုယ့်ရဲ့ခန္ဓာကိုယ့်ရဲ့စိတ်ခံစားချက်မှာ auto adapt လုပ်ပြီးတာဖြစ်သွားတာပေါ့နော်အခါကျတော့ဒီဥစ္စာတွေကဒီကလေးဘဝမှာကျမတို့ကိုဘယ်လိုပြုပြင်ခဲ့လဲဘယ်လိုပုံသွင်းခဲ့လဲဘယ်လိုအုပ်ထိန်းခဲ့လဲဆိုတာ ਨੇ အများကြီးဆက်ဆက်မှုရှိကြတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျမတို့ကအမြဲတမ်းကောင်းတာကိုပဲလုပ်ပြချင်တာကိုလုံနိုင်တာထပ်ပို့ပြီးမှကောင်းတာလုပ်ချင်တယ် performance အရန်ကောင်းချင်တယ်အဲ့ခါမှပဲလူတွေကကိုယ့်ကိုအတိမတ်ပြုတ်မယ်ဆိုရက်ဒီပတ်ဝန်းကျင်ကကြီးပြင်းလာတဲ့သူတွေဆိုလည်းအဲ့လိုဖြစ်လာတယ်ကြာလာတဲ့အခါကျတော့ကျမတို့အသက်ကြီးလာတဲ့အခါမှာအရွယ်တစ်ခုရောက်လာတဲ့အခါမှာကိုမလုံနိုင်တဲ့ဝန်တွေကိုလည်းလိုက်ထမ်းတယ်ဟုတ်ပြီနော်သူများလာအကူအညီတောင်းရင်လားလှုပ်ပေးမယ်ဟိုပါဆိုလည်းလှုပ်ပေးမယ်ဆိုပြီးမှလှုပ်ရင်းနဲ့မနိုင်ဝန်တွေဖြစ်မှာကိုကဘန်းနောက်ဖြစ်သွားတာမျိုးတွေလို့အတ္တထက်ပိုပြီးမှလှုပ်ဆောင်တဲ့အခါမှာပေါ့နော်ကျမတို့က boundary မထားတတ်တော့ဘာဖြစ်လို့လဲဆိုတော့ကျတော့ငါ performance ကောင်းမှအဆင်ပြေမှာအဲ့အမှငါလူတော်တိုးနိုင်မှာစသဖြင့်ပေါ့နော်ဒီ concept နဲ့ဒီ mindset နဲ့ကြီးပြင်းလာတဲ့သူတွေကလည်းအဲ့လိုပုံစံဖြစ်လာတတ်ကြတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျမတို့ကယုံကြည်မှုပိုင်းမှာဆိုတော့၎င်းပေါ့နော်လူတွေနဲ့ပေါင်းသစ်ဆက်ဆံရေးမှာတော့၎င်းကျမတို့ကတန်တရားအယံများတာလူတွေကိုလွယ်မယုံတော့ဘူးအလွယ်တကူမယုံတော့ဘာဖြစ်လို့လဲဆိုတော့ကျတော့ကလေးဘဝတုန်းကကိုကယုံကြည်ပြီးမှပြောခဲ့ပေမဲ့ကိုအမှားလုံးမိတယ်ဟုတ်ပြီနော်ကလေးဘဝမှာအမှားလုံးမိတယ်ဒါပေမဲ့ကိုအမှားလုံးမိလို့အမှားလုံးမိကြောင်းကိုမိပါတယ်ကိုရဲ့အုပ်ထင်းသူတွေကိုပြောလိုက်တဲ့အခါမှာကိုအုပ်ထင်းသူတွေကိုလှုပ်ရခေါင်းလားဆိုမှကျမတို့ကိုရိုက်တဲ့အခါမှာဘယ်လိုဖြစ်သွားလဲဆိုတော့ကြောင့်ကလေးတွေကဒါဆိုငါ
အမှန်တိုင်းပြောလို့မရဘူးပေါ့နော်လူကြီးတွေအကြိုက်ငါပြောမှပဲအဆင်ပြေမယ်ဆိုမှလိန်ရင်းနဲ့ဟုတ်ပြီနော်လိန်ရင်းနဲ့ဒီကလေးတွေရဲ့စိတ်ထဲမှာဒီလိုပြောမှပဲအဆင်ပြေမယ်ဟုတ်လို့ပြောမှပဲအဆင်ပြေဆိုယုံကြည်စွာသူ့ရှိမှာယုံကြည်စိတ်ချမှုဆိုတာမရှိတော့ဘူးငါ့ကိုအရန်အုတ်ထင်းပေးနေတယ်ငါ့ကိုထမင်းကျွေးနေတယ်ငါ့ကိုဟုတ်ပြီနော်အဝတ်စားဆင်ပေးနေတဲ့သူတွေတောင်မှငါအမှန်တိုင်းပြောတာသူတို့ကမယုံကြည်တာဆိုတဲ့ခါကျတော့လူတွေကိုလိန်ရင်းနဲ့ဟုတ်ပြီနော်လူတွေအကြိုက်နေရင်းနဲ့ကြီးလာတဲ့အခါမှာသူတို့ရဲ့စိတ်ထဲမှာလူတွေနဲ့ပေါင်းသစ်ဆက်ဆံရေးမှာပုံမလင်းလင်းပေါင်းသစ်ဆက်ဆံတဲ့နေရာမှာအရင်အားနဲ့လာတယ်အများနဲ့တန်တရားအရင်နဲ့ပဲကြည်လာတယ်ငါဒီလိုလုပ်ရင်တော့သူငါ့ကိုအဲ့လိုထင်ပါပဲအဲ့ဒါတော့ငါသူ့ကိုမပြောတော့ဘူးငါအမှန်တိုင်းမပြောတော့ဘူးငါဒီလိုမလုပ်တော့ဘူးစသဖြင့်ပေါ့နော်ပေါင်းသစ်ဆက်ဆံရေးမှာလည်းအများကြီးတက်ရောက်မှုရှိရဲဆိုလို့တွေ့ရတာဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့ဒီအဖြစ်ပြက်လေးတွေကကျမတို့လည်းတခါတလေကြာရင်ကျမတို့ကလေးတွေကိုလည်းကျမတို့ပြောမိတတ်ကြတယ်ပြုမှုမိတတ်ကြတယ်ပေါ့နော်ဒီဥစ္စာတွေကအဲ့ခါကျတော့ဒီအပြုမှုတွေဒီအသွေးခေါ်တွေကိုကျမတို့သိလာတဲ့အခါမှာဒီဟာတွေကိုကျမတို့ဘယ်လိုပြုပြင်ကြမလဲဘယ်လိုပြန်ပြီးမှကင်တွယ်ကြမလဲပေါ့နော်ဒီဥစ္စာအရေးကြီးတာဖြစ်တယ်ပေါ့နော်ဒီဥစ္စာပြောချင်တာကအတိတ်ကိုသွားပြီးမှပြန်ပြင်လို့မရတော့ဘူးကွာအဲ့ခါကျတော့အခုချိန်မှာကျမတို့ဘယ်လိုဆက်ပြီးမှအရှိကိုသွားမလဲဆိုတော့ပို့ပြီးမှ focus ထားမှာဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့ကလေးဘဝမှာဒီကြုံခဲ့ရတဲ့အရာတွေကိုပထမဆုံးအနေနဲ့ကျမတို့ကဒီလိုအခြေအနေမှာဒီလိုခံစားချက်ဖြစ်တယ်ဒီလိုအတွေ့အကြုံတွေကြုံလာတဲ့အခါမှာဒီလိုတုံ့ပြန်မှုတွေကိုငါဘာဖြစ်လို့တုံ့ပြန်နေလဲဆိုတော့ကျမတို့အရင်ဆုံး awareness ပေါ့နော်သိဖို့အရေးကြီးတာဖြစ်တယ်လူတွေကလည်းအရင်ဆုံးသိဖို့လိုအပ်တယ်ပေါ့နော်ငါဘာဖြစ်လို့ဒီလိုတုံ့ပြန်မိရလဲသူငါ့ကိုဒီလိုပြောတဲ့အခါမှာငါဘာဖြစ်လို့အရင် aggressively ပြန်ပြီးမှပြောမိရလဲဘာဖြစ်လို့သူအဲ့ဒါသိဖို့လိုအပ်တယ်ပေါ့နော်ပြီးသွားတဲ့အခါမှာလက်ခံဖို့လိုအပ်တယ်တချို့ကြောင့်သိရဲ့အစ်စ်မှာပဲရက်သွားလက်မခံနိုင်ဘူးပေါ့နော်အဲ့လက်ခံဖို့လိုအပ်တယ်ငါဘာဖြစ်လို့ဒီလိုလုပ်ရလဲဆိုတော့ငါဒီဟာကြောင့်မို့ငါရဲ့အတွင်းထဲမှာရှိတဲ့တိမ်ညံစိတ်ကြောင့်မို့ငါကဒီလိုမျိုးတုံ့ပြန်မိတာဆိုတဲ့အရာလေးတွေငါအရင်တုန်းကကလေးဘဝတုန်းကဒီလိုကြုံခဲ့တဲ့အရာကြောင့်မို့ငယ်ဘဝတုန်းကငါဒီလိုအဖြစ်တွေကြုံခဲ့လို့အဲ့တော့ငါအဲ့လိုနေခဲ့လို့ငါဒီလိုဖြစ်တယ်ဆိုပြီးလက်ခံနိုင်တဲ့အဆင့်ကိုဒုတိယအနေနဲ့သွားရမှာဖြစ်တယ်အဲ့ဒါပြီးသွားတဲ့အခါမှာကျွန်မနံပါတ်3အဆင့်အနေနဲ့ကျွန်မပြန်ပြီးမှ reparenting လို့ပြောရဲပေါ့နော်ပြန်ပြီးမှကိုယ့်ရဲ့အသွေးခေါ်မှုတွေကိုယ့်ရဲ့ mindset တွေကိုပြန်ပြီးမှပြုပြင်ဖို့ရတဲ့လိုအပ်တာဖြစ်တယ်အဲ့ဒီနေရာမှာပြောချင်တာကကိုယ့်ရဲ့အရှိကိုအရှိတိုင်းအဖြစ်ကိုအဖြစ်တိုင်းလက်ခံတာမျိုးပြီးတဲ့အခါမှာလူတိုင်းကမကောင်းတာမဟုတ်ဘူးပေါ့နော်လူတိုင်းကကိုယ့်ကိုလက်ခံတယ်လူတိုင်းကကိုယ့်ကိုလက်ခံတဲ့သူလည်းရှိတယ်လို့လက်မခံတဲ့သူလည်းရှိမယ်ဆိုတဲ့အရာမျိုးတွေပြီးတဲ့အခါမှာကိုနိုးပြောဖို့ရတဲ့မကြောက်ဖို့ရန်နေပြီးတဲ့အခါမှာကိုယ့်ကိုညှင်းပယ်လဲကိစ္စမရှိဘူးပေါ့နော်ငါ့ကိုညှင်းပယ်တယ်ငါအဲ့လောက်ထိခံစားနေဖို့မလိုဘူးပေါ့နော်ဒါတကယ်လို့လူတွေငါ့ကိုညှင်းပယ်တာငါအဲ့လောက်ထိခံစားနေတာကဘာဖြစ်လို့လဲဆိုတော့ကိုသိသွားတဲ့အခါမှာလူတွေကိုယ့်ကိုညှင်းပယ်လာတဲ့အခါမှာလည်းကိုယ့်အနေနဲ့ဒီຢာတွေကိုပို့ပြီးမှအဲ့ခံစားချက်ကိုလက်ခံလာနိုင်မှာပေါ့နော်အဓိကကျမတို့ပြဿနာကဘာလဲဆိုတော့ကျမတို့ရဲ့ခံစားချက်တက်တောင့်တက်တာမဖြစ်တာကိုကျမတို့ကမလိုချင်ဘူးတက်တောင့်တက်တာလေးနဲ့ပဲတည်ရမလူတွေနဲ့အဆင်ပြေရင်လူတွေကိုကိုကနိုးပြောရမှာကိုတော့အရင်ခက်တယ်ကွာပြောချင်တာကဒါပေမဲ့နိုးမပြောလို့လည်းအဆင်မပြေဘူးဒါပေမဲ့နိုးပြောလိုက်လို့ကိုကတက်တောင့်တက်တာမဖြစ်တာကိုကိုကလည်းလက်မခံချင်ဘူးအဲ့ခါကျတော့နိုးမပြောဘဲနဲ့အကုန်လုံး yes ပြောရင်းနဲ့အဲ့လိုနေရင်းနဲ့ကိုပါဘန်တော့ဖြစ်သွားတာမျိုးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုနိုးပြောလိုက်တဲ့ပထမတစ်ချိန်မှာအစင်တော့ပြေမှာမဟုတ်ဘူးခံစားချက်လေနော်နိုးပြောလိုက်လို့ဟာသူငါ့ကိုတမျိုးထင်သွားပြီလားသူငါ့ကိုမခင်တော့ဘယ်လိုလုပ်မလဲသူငါ့ကိုနောက်ထပ်အကူညီမတောင်းတော့ဘယ်လိုလုပ်မလဲအဲ့လိုပထမပိုင်းတော့တက်တောင့်တက်တာတော့ဖြစ်မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့ boundary ကိုတဖြည်းဖြည်းချပဲများလာတဲ့အခါမှာကိုယ့်အနေနဲ့နောက်ပိုင်းမှာကိုယ့်ရဲ့တန်ဖိုးဟုတ်ပြီနော်ကိုယ့်ရဲ့အချိန်ကိုဘယ်လာလုံနိုင်လဲမလုံနိုင်ဘူးလဲဆိုတော့ကိုကတိလာပြီးတဲ့အခါမှာလူတွေနဲ့ပေါင်းသစ်ဆက်ဆံရေးမှလည်းအများကြီးကောင်းလာမှာဖြစ်တယ်ပေါ့နော်ဟိုမှာကျမနဲ့ပေါ့နော်ကျမတို့ဒီ counselor နဲ့ကျမတို့တွေ့တဲ့အခါမှာသူကျမကိုမေးတယ်ပေါ့ကျမလည်း no ပြောမှတအားကြောက်တယ်ပေါ့နော်အဲ့ခါကျတော့သူကပြောတယ်ဥပမာတဲ့မင်းကမြင့်တင်ငယ်ချင်းနေရာမှာနေကြည့်ပေါ့နော်မြင့်တင်ငယ်ချင်းမင်းကိုအကူအညီလာတောင်းနေဆိုပါစို့တဲ့ဟုတ်ပြီနော်အဲ့ဒါမင်းက no လို့ပြောလိုက်တယ်အဲ့ခါကျတော့နေတက်တောင့်တက်တာမဖြစ်ဘူးပေါ့နော်ခံစားလို့မကောင်းအဆင်မပြေဘူးကွာကျမစိတ်ကအခုဆိုကျမ no မပြောရဲဘူးကွာဒါပေမဲ့ကြောင်းမြင့်ပြန်စဉ်းစားကြည့်ပေါ့နော်မင်းကမြင့်တင်ငယ်ချင်းကိုအကူအညီသွားတောင်းတယ်တဲ့မြင့်တင်ငယ်ချင်းကမင်းကိုပြောတယ်ပေါ့နော်ဆုမော sorry ကွာငါဒီတစ်ခါတော့မကူညီပေးနိုင်ဘူးလို့ပြောတယ်မင်းဘယ်လိုခံစားရလဲလို့မေးရခါမှာကျမပြောတယ်ဘာမှတော့မခံစားရဘူးပေါ့နော်သူအဆင်မပြေလို့မကူညီတာပဲပေါ့နော်ကိစ္စမရှိဘူးလို့ကျမပြောတဲ့ခါမှာအဲ့လိုပဲပေါ့နော်အဲ့ခါကျတော့တစ်ဖက်သေးပဲအဲ့လိုမျိုးဆွဲသွေးမှမခံစားနဲ့ပေါ့ပြောချင်တာကလေဟိုဘက်ဒီဘက်စဉ်းစားတဲ့အခါမှာသူကိုအကူကြီးတောင်းလို့သူ့ဘက်က no လို့ပြောလိုက်ရင်လည်းကိစ္စမရှိဘူးဆိုတော့ကိုတိသွားတဲ့အခါမှာကိုအနေနဲ့နောက်ပိုင်းမှာငါပြောလိုက်ရင်လည်းသူနားလည်ပေးမှာပါဆိုရတဲ့အပိုင်းကိုကျွန်တော်တို့ကဆက်သွားရမှာဖြစ်တယ်ပေါ့နော်။ကြတော့ကို no ပြောလိုက်လို့ကိုကသူကနားမလည်ပေးဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့ relationship ကိုပြန်ပြီးမှ friendship ဖြစ်ဖြစ် relationship ပြန်ပြီးမှစဉ်းစားရမယ်ကာလဖြစ်တယ်ပေါ့နော်။အဲဒါကြောင့်မို့
ဒီနေ့ဒီဗီဒီယိုလေးမှာပေါ့နော်ကျမတို့တချို့ခံစားချက်တွေကတချို့တော့တုံ့ပြန်မှုတွေကငယ်ဘဝမှာကျမတို့ဘယ်လိုကြီးပြင်းခဲ့လဲဆိုတာနဲ့အများကြီးဆက်ဆက်မှုရှိရဲဆိုတော့နားလည်စေချင်တယ်ပေါ့နော်ကလေးဘဝမှာဖြစ်ပါစေစေကျော်တက်မှာဖြစ်ပါစေရခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့်ပေါ့တချို့တော့တုံ့ပြန်မှုတွေကကျမတို့မလိုချင်မဲနဲ့ကျမတို့အထဲမှာရောက်နေတတ်ကြတယ်ပေါ့နော်ကျမတို့မဖြစ်ချင်မဲနဲ့ကျမတို့ခံစားတတ်ကြတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးအဖြစ်အားလုံးကြိုးရှိမယ်လို့မျှော်လင့်နေပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်